နိုင်ငံတော်သမ္မတဖြစ်ရွေးချယ်တင်မြှောက်ခံရသူကတင်ပြထားတဲ့ပြည်ထောင်စုအစိုးရဝန်ကြီးဌာန30ခုကိုဖတ်ကြားတင်ပြပါမယ်အားလုံးပဲမင်္ဂလာပါကျွန်မကတော့ဒီမိုကရေစီနောင်သတင်းဌာနကသတင်းတောက်ဤတင်စားပါကျွန်မအခုပြည်ထောင်စုလွှတ်တော်ကနေတိုက်ရိုက်တင်ဆက်ပေးနေရပါနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးတရားစီရင်ရေးနဲ့အခြေခံဥပဒေဆိုင်ရာကဏ္ဍတွေအတွက်အင်မတန်အရေးပါတဲ့ခြေလှမ်းတစ်ရပ်ကိုသမ္မတတစ်ကစတင်လိုက်ပြီးဖြစ်ပါတယ်ဒီကနေ့ကျမတဲ့ပြည်အောင်စုလွှတ်တော်မှာအစိုးရအသစ်ဖွဲ့စည်းဖို့အတွက်အဓိကကျတဲ့ဝန်ကြီးဌာနအရေးအတွက်ဝန်ကြီးဌာနအမည်တွေနဲ့ခန့်အပ်မဲ့ဝန်ကြီးအရေးအတွက်ကိုနိုင်ငံတော်သမ္မတကအဆိုပြုတင်ပြခဲ့ပါတယ်အစိုးရဝန်ကြီးဌာန31ဌာနပြည့်ဖွဲ့စည်းဖို့နိုင်ငံတော်သမ္မတကအဆိုပြုတင်ပြခဲ့ပါတယ်နိုင်ငံတော်သမ္မတကတင်ပြတဲ့ဝန်ကြီးဌာနတွေကတော့နိုင်ငံတော်သမ္မတရုံးအမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာနနိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနပို့ဆောင်ရေးဝန်ကြီးဌာန Digital ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကာကွယ်ရေးဝန်ကြီးဌာနပြည်ထရေးဝန်ကြီးဌာနနိုင်ငံခြားရေးဝန်ကြီးဌာနဗဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနနယ်စပ်ရေးရာဝန်ကြီးဌာနတိုင်းရင်းသားလူမျိုးရေးဝန်ကြီးဌာနဥပဒေရေးရာဝန်ကြီးဌာနပညာရေးဝန်ကြီးဌာနသိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကျန်းမာရေးဝန်ကြီးဌာနအမျိုးသမီးရေးရာဝန်ကြီးဌာနပြန်ကြားရေးဝန်ကြီးဌာနသာသနာရေးဝန်ကြီးဌာနစိုက်ပျိုးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနတမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတယံဇဒနဲ့တဘာဝပဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလျှက်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနစက်မှုနဲ့အသေးစားအငယ်စားနဲ့အလက်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနအလုပ်သမားဝန်ကြီးဌာနစီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနအကစားရေးဝန်ကြီးဌာနလူငယ်ရေးရာဝန်ကြီးဌာနစောလုပ်ရေးဝန်ကြီးဌာနလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်내နေရာချထားရေးဝန်ကြီးဌာနဟိုတယ်နဲ့ခီးတွလာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနတို့ဖြစ်ကြပါတယ်ဒီကနေ့မှာဆိုရင်တရားစီရင်ကဏ္ဍရဲ့အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ပြည်အောင်စုတရားလွှတ်တော်ချုပ်ရဲ့တရားသူကြီးချုပ်အဖြစ်ဦးသာဒေကိုနိုင်ငံတော်သမ္မတကအဆိုပြုတင်ပြခဲ့ပါတယ်နိုင်ငံတော်သမ္မတကပြည်အောင်စုလွှတ်တော်ချုပ်မှာတရားသူကြီးဦးရေ9ဦးထားဖို့လည်းတင်ပြခဲ့ပါတယ်ပြည်အောင်စုတရားလွှတ်တော်ချုပ်ဟာမြန်မာနိုင်ငံရဲ့အမြင့်ဆုံးတရားရုံးဖြစ်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်များမှာအပါကြန့်ရှိတဲ့အမှုခင်းအလုံးအတွက်ပြည်အောင်စုတရားလွှတ်တော်ချုပ်ရဲ့ဆုံးဖြတ်ချက်ဟာအတည်ဖြစ်ပြီးအပြည့်ဖြစ်ပါတယ်ဒီကနေ့မှာဆိုရင်ပြည်အောင်စုရှေ့နေချုပ်အဖြစ်ဒေါက်တာတီတာဦးပြည်အောင်စုစရင်စစ်ချုပ်အဖြစ်ဒေါ်နိုင်သက်ဦးတို့ကိုနိုင်ငံတော်သမ္မတကအမည်စင်းတင်သွင်းခဲ့ပါသေးတယ်အခြေခံအဖြစ်ပြည်အောင်စုရှေ့နေချုပ်ဟာအစိုးရရဲ့ဥပဒေအကြံပေးအဖြစ်၎င်းနိုင်ငံတော်ကိုစားဥပဒေကြောင်းအရာအရေးယူဆောင်ရွက်သူအဖြစ်၎င်းတာဝန်ယူရတယ်လို့ပြောလို့ရပါတယ်ပြည်အောင်စုစရင်စစ်ချုပ်ဟာနိုင်ငံတော်ရဲ့ဗဏ္ဍာငွေနဲ့ပိုင်ဆိုင်မှုတွေကိုလေးလွှင့်ဆုံးရှုံးမှုမရှိအောင်စစ်ဆေးထိန်းချောင်းပေးရတဲ့နိုင်ငံတော်ရဲ့ငွေကြေးစောင့်ရှောက်သူဖြစ်ပါတယ်ပြည်အောင်စုစရင်စစ်ချုပ်ဟာပြည်အောင်စုအဆင့်အဖွဲ့အစည်းတွေဝန်ကြီးဌာနတွေအစိုးရဌာနတွေရဲ့ဗဏ္ဍာငွေသုံးစွဲမှုများကိုစစ်ဆေးရတဲ့အခွင့်အာဏာရှိသူပါဒါအပြင်နိုင်ငံတော်ရဲ့အရေးပါတဲ့ယာရုတွေဖြစ်တဲ့ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတန်းစိုးနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌအဖြစ်ဦးအောင်စောသိန်းတို့ကိုနိုင်ငံတော်သမ္မတကအမည်စင်းတင်သွင်းခဲ့ပါသေးတယ်နိုင်ငံတော်သမ္မတရဲ့အဆိုပြုတင်ပြချက်တွေနဲ့ပတ်သက်ပြီးကန့်ကွက်လိုတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရှိခဲ့ရင်အမည်စင်းတင်သွင်းနိုင်တယ်လို့ပြည်အောင်စုလွှတ်တော်နာယကကြေညာခဲ့ပါတယ်ကန့်ကွက်တဲ့သူရှိရင်တော့လာမယ့်ပြည်အောင်စုလွှတ်တော်အစည်းအဝေးမှာဆွေးနွေးတာတွေရှိလာမှာပါဒီကနေ့မှာဆိုရင်သမ္မတကဝန်ကြီးဌာနအမည်စင်းတွေတင်သွင်းခဲ့ပြီးဖြစ်လို့မကြာမီရက်ပိုင်းအတွင်းမှာပဲဝန်ကြီးအမည်စင်းတွေလွှတ်တော်သို့ပေးဖို့ကအတည်ပြုချက်ရယူပြီးအစိုးရသစ်ဖွဲ့စည်းတော့မှာပါအစိုးရအဖွဲ့အသစ်မှာဘလို့ပုံကိုယ်တွေကပြည်ထောင်စုဝန်ကြီးတွေဖြစ်လာကြမှာလဲနိုင်ငံတော်အတိုင်ပင်ခံကောင်စီကိုရောဘယ်သူတွေနဲ့ဖွဲ့စည်းမှာလဲဆိုတာတနိုင်ငံလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြတဲ့အခြေအနေပါကျမတို့ဒီမိုကရေစီနောက်သတင်းဌာနအနေနဲ့နောက်ဆုံးရသတင်းအချက်အလက်တွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာပါဒီမိုကရေစီနောက်သတင်းဌာနရဲ့သတင်းတွေကို TikTok Telegram နဲ့ YouTube တို့မှာကြည့်ရှုအားပေးနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရေးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်